အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာစိုက်ကောင်နဲ့ပါဖလိပ်ဆန်ဆေးကူဆရာဝန်ပါဒီဗီဒီယိုထဲမှာကြက်တွေမှာတွေ့ရတဲ့ပေါ့နော်တက်ရှူလန်းကြောင်းဆိုင်ရာယောဂနောက်တစ်ခုအကြောင်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီတက်ရှူလန်းကြောင်းဆိုင်ရာယောဂကဘာကြောင့်ဖြစ်တယ်လဲဆိုရင်မိုးကြောင့်ဖြစ်တဲ့တက်ရှူလန်းကြောင်းဆိုင်ရာယောဂပေါ့နော်ဒီယောဂကိုဖြစ်စေတဲ့မိုးရဲ့နာမည်ကကျတော့ Aspergillus လို့ခေါ်တယ်ပေါ့နော်ဒါလို့ဒီယောဂဖြစ်တယ်ဆိုရင်ကြက်တွေရဲ့တက်ရှူလန်းကြောင်းကိုအဓိကထိခိုက်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီချောင်းဆိုးတာနာယူတာဒီနာပိတ်မှာအသက်ကောင်းကောင်းမရှူနိုင်တာမျိုးပေါ့နော်ပါးစပ်ဟာမှာရှူနေတာမျိုးစသဖြင့်တွေ့ရမှာဖြစ်ပါတယ်။ရေဘူးရလက္ခဏာတွေဖြစ်တဲ့အစာမစားဘူးဝိတ်ကြမယ်တော့မိုက်တွေးနေမယ်စသဖြင့်ပေါ့နော်ဒီလိုကတွေ့ရနိုင်ပါတယ်။ခြေနေတွေကပိုဆိုးလာပြီဆိုရင်တချို့ဒီအာယုံကြောထိခိုက်တဲ့လက္ခဏာစတာမျိုးတွေလည်းတွေ့ရနိုင်ပါတယ်။ဒီယောဂါပေါ့နော်ကြက်ငယ်လေးမှာတွေ့ရများတယ်။တင်းလုံးက90%လောက်ဖြစ်ရှိတယ်ပေါ့နော်။အဲကြောင့်ဒီယောဂါဘာကြောင့်ဖြစ်စေလဲ။ဒီအစာရင်မတန့်ဘူးမိုးဆွဲနေတယ်အစာမတန့်ဘူးဆိုတဲ့နေရာမှာကျွန်တော်တို့အစာကိုတူလောင်တဲ့ပုံစံကလည်းအရေးကြီးပါတယ်ချို့အစာတွေကိုပေါ့နော်တမန်တလင်းပေါ်ပဲတိုက်ရိုက်ထားတာမျိုးတွေတွေ့ရပါတယ်အဲကြတော့ကျွန်တော်တို့တမန်တလင်းပေါ်မှာတိုက်ရိုက်မထားဘူးကိုပြစ်လေးလိုမျိုးခင်းမှထားမယ်တချို့ကြတော့မိုးကိုင်းနဲ့အုပ်ထားပြီးမဲ့အထက်မှာအဆူပြဲနေရပေါ့နော်အဲကြတော့ကျွန်တော်တို့လေဝင်လေထွက်လဲကောင်းရမယ်ရေမဆိုးမိုးမစင်ဒါမျိုးထားနိုင်ဖို့အရေးကြီးပါတယ်အဲမှာအစာမိုးမဆွဲမှာပေါ့နော်အစာမိုးဆွဲရင်ကြက်တွေကိုမကြွေရအကောင်းဆုံးပဲဖြစ်ပါတယ်မဟုတ်ရင်မိုးနဲ့ဆိုင်တဲ့တက်ရှူလန်းကြောင်းဆိုင်ရာယောဂမျိုးရနိုင်ပါတယ်နောက်တစ်ခုကအခင်းတွေမတန့်ဘူးအခင်းမတန့်ဘူးဆိုတာကရေယိုနေလို့လားဒါမှမဟုတ်ကြက်ကဝမ်းတွိုင်းမှာဖွဲတွေကစိုးနေတာလားပေါ့နော်ဒီတစ်လျှောက်ကလည်းရေကဒစိမ့်စိမ့်ယိုပြီးမှကျွန်တော်အခင်းတွေကိုစိုးစေမယ်အဲ့ကနေတစ်ဆင့်မိုးတွေပေါက်ဖွားစေမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အခင်းတွေကိုဒီချာ view site မှာစစ်ဆေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကလေဝင်လေထွက်မကောင်းဘူးပေါ့နော်မိမိခြံရဲ့ဒီနေရာဒီဆောက်ပုံလေဝင်လေထွက်ပေါ့နော်ဒါမျိုးကလည်းရေးကြည့်ပါတယ်ဥမာအနေနဲ့ခြံကဒီရှိုထဲမှာရှိနေတာလားကြောင်ထဲမှာရှိနေတာလားပတ်ပတ်လည်မှာလေကပင်နေရှိနေတာလားစသဖြင့်ပေါ့နော်ဒါတွေကို view site မှာနေရာကိုဒီချာရွေးချယ်ပြီးမှဆောက်တက်ပါတယ်ပြီးရင် like ကတင်ချပေါ့နော်ဒါလည်းရေးကြည့်ပါတယ်ကြက်တွေရဲ့အသက်ပေါ်မှာမူတည်မှကျွန်တော်တို့ like ကတင်ချစနစ်ကျလုပ်ပေးနိုင်ရမယ်အဲ့လိုမှမဟုတ်ဘူးကြက်တွေကိုအေးမှဆိုလို့ဆိုရင် like ကိုအမြဲတမ်းပိတ်ထားမျိုးဒါမျိုးတွေမဖြစ်တဲ့ဘူးနော်အဲ့ဆိုရင်လေဝင်လေထွက်မကောင်းဘူး like ကိုတင်တဲ့ချိန်တင်ချတဲ့နေရင်ချပြီးရင်လေဝင်လေထွက်လေတိုက်တဲ့ပုံစံအတွားလာဒါမျိုးတွေကိုလည်းကျွန်တော်တို့ view site ပေးရမှာဖြစ်ပါတယ်ဒီမူယောဂါကြောင့်တည်တဲ့ကြက်တွေကိုကျွန်တော်တို့ခွဲကြည့်မယ်ဆိုရင်ဘယ်လိုလက္ခဏာတွေတွေ့ရမလဲအထူးသဖြင့်ဒီအသေးကြီးမယ်ပြီးရင်အသေးမှာဖြူရောင်လို့အဝါရောင်လို့အဖုလေးပေါ့နော်အဲ့အမျိုးတွေတွေ့ရမယ်ပြီးရင်အဓိကတွေ့ရများလာတော့ဒီအဆုပ်မှာပေါ့အဆုပ်မှာလည်းအဲ့လိုပဲအဝါရောင်အဖုတတိလေးအများကြီးပဲအဲ့လိုပေါက်နေမယ်ပေါ့နော်ဝက်ချံပေါက်လို့မျိုးပြင်လိုက်ရင်အများကြီးပေါက်နေမယ်ဒီလိုလက္ခဏာတွေတွေ့ရပြီဆိုရင်ဒါဒီ Aspergillus ကြောင့်ဖြစ်တဲ့မိုးယောဂါလို့ပြောလို့ရပါတယ်ဒီယောဂါပေါ့နော်ကာကွယ်ဆေးကလည်းမရှိတဲ့ပြင်ကုသဆေးကလည်းမရှိဘူးပေါ့နော်အကောင်းဆုံးကတော့ပတ်ဝန်းကျင်ကိုယောဂါမဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ပြင်ဆင်မွေးမြူတာအကောင်းဆုံးပေါ့နော်အဲကြတော့ပတ်ဝန်းကျင်ကိုဘယ်လိုထိန်းချုပ်အောင်လဲကျွန်တော်တို့ biosecurity လို့ခေါ်တဲ့ဇီဝလုံခြုံမှုကိုမြင့်ထားရမယ်ယောဂါပိုးမပြန့်ပွားအောင်ထိန်းချုပ်ထားရမယ်ပြီးအခင်းတွေကိုတန့်ရှင်းနေအောင်ထားပေးရမယ်အခင်းလဲတဲ့ချိန်ပုံမှန်လဲပေးရမယ်ဥပမာ3ရက်တစ်ခါအခင်းလဲမလားစသဖြင့်ပေါ့နော်ဒီချာတက်မှတ်အဲ့လိုမှမဟုတ်ဘူးအရေးပေါ်ချိန်ရအခင်းစစ်ကြီးလို့စိုးထိုင်းစားတွေများနေရဆိုရင်လည်းလဲပေးတင်ရင်လည်းဒါလဲပေးရမယ်ပေါ့နော်ပြင်လေးဝင်လေးထွက်ကောင်းအောင်လိုက်ကာတင်ချခြံတီဆောက်တဲ့နေရာပုံစံပေါ့နော်စတာတွေကိုလည်းကျွန်တော်တို့အသေးစိတ် user site ပြင်ဆင်တီဆောက်ရမယ်ပေါ့နော်ပြီးရင်ယောဂဖြစ်သွားတဲ့ကောင်တွေကိုလည်းကျွန်တော်တို့တခြားခွဲထားပေးရမယ်ပေါ့နော်ဒီယောဂမိုးကြောင့်ဖြစ်တဲ့ယောဂဖြစ်တဲ့တော့ကြောင့်မလို့ပေါ့နော်တခြားဘက်တီးရီးယားတို့လိုမျိုးကြောင့်ဖြစ်တဲ့အသက်ရှူလန်းကြောင်းဆိုင်ရာယောဂတွေလိုမျိုးနဲ့မတူပါဘူးသူ့ကိုပฏิဇီဝဆေးပေးမှလည်းကုသလို့မရဘူးပေါ့နော်အဲကြောင့်ယောဂဖြစ်စေတဲ့အကြောင်းရင်းကိုသိမှပဲကျွန်တော်တို့ဘယ်လိုထိန်းချုပ်ကာကွယ်ရမလဲဆိုတာမျိုးကိုတိတိယောက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဖြစ်တဲ့ဟာတစ်ခုကျွန်တော်တိုက်တာပฏิဇီဝဆေးစရဆိုရင်အနားနဲ့ဆေးနဲ့မတည့်ရမျိုးကြီးဖြစ်ပြီးတော့ဒီယောဂကိုတိတိယောက်မကုသနိုင်တာမျိုးကြီးလည်းရှိတတ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုထဲမှာကျွန်တော်ကြက်တင်မှာမိုးကြောင့်ဖြစ်တဲ့ယောဂနဲ့ပတ်သက်မှာပြောပြတော့ဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့အတွက်ဘူးတုဒရတယ်ဆိုရင် comment ရေးခဲ့ပါ like and share လေးလုပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်